ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်က blog food ထဲမှာ legendary swag တစ်ခုဖြစ်တဲ့ကျွန်တော်တို့ brandy sauce ကိုကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာတော့ယူသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဓာတ်ကိုကျွန်တော်ယူဖို့ဆိုရင်တော့ကျွန်တော်တို့ဒီ Hokage Island မှာရှိတယ်ကျွန်တော်တို့ဒီ Cake Queen ဆိုတဲ့ box ကိုတတ်ရမယ်ပေါ့နော်ဆိုတော့ဒီ box ကိုတတ်မှာကျွန်တော်တို့အနေနဲ့ဒီ brandy sauce ကိုရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘယ်နှခေါက်တတ်လိုက်ရမယ်ဆိုတာတော့ကျွန်တော်ဗီဒီယိုလေးအခုပဲဆက်လိုက်ရအောင် let's go guysကဲကျွန်တော် quest ယူပြီးတော့တတ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် Cake Queen level နဲ့ကျွန်တော် level ရတူတူပဲဖြစ်တဲ့ကြောင့်ကျွန်တော် level လေးတက်မယ်ပြီးတော့ကျွန်တော်ပတ်စံလေးရတဲ့ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီ quest ယူပြီးတော့တတ်မယ်ပေါ့နော်ကဲကျွန်တော်တို့ဒီမှာ Cake Queen box ရှိရပေါ့နော်ဆိုတော့ကျွန်တော်ဒီ Cake Queen box ကိုအမြန်ဆုံးတတ်လိုက်ပါမယ် let's go guysကျွန်တော်တို့ဒီမှာတက်လို့ပြီးတော့မယ်ပေါ့ bro ဟာရောငါတော့ Cake Queen တက်လို့တည်တယ် what the hell okay ကျွန်တော်မြန်မြန်လေးတက်မယ်ပေါ့နော်ဆိုတော့ Cake Queen ကတွင်းနေနေပဲရှိတော့တယ် let's go guysကဲကျွန်တော် Cake Queen ဘောတည်တော့မယ်တွင်းနေပဲကျွန်တော်ဟဲ့ဟေးမရဘူးကွာပြီးပါတော့ကွာကျွန်တော် brandy sauce လေးကျွန်တော်လိုချင်လာပြီဟေးကျွန်တော်မရဘူးဗျာကျွန်တော်ဒီတိုင်းဆိုရင် server ကြီးပြောင်းပြီးတော့တက်မယ် game ဖြစ်နေကိုလိုရေးဆိုတော့ကျွန်တော် server ကြီးပြောင်းပြီးတော့ live တက်လိုက်ပါမယ်ကိုလို let's go guys ဟေးကျွန်တော်ဒီတစ်ခေါက်ပေးလိုက်မလားကိုလိုရေး let's go ဟေး what the hell ငါနှစ်ခေါက်လေးနဲ့ရပါလားကျွန်တော် brandy sauce oh my god ဟဲ့ငါမထင်တော့ရငါအကြိုက်တက်မယ်ထင်တာဟေးတကယ်ရပါတယ်ဟဲ့shit ငါနှစ်ခါလေးနဲ့ရပါတယ်ဆိုတော့တော်ရုံပါလေမိုက်တယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီကျွန်တော်ဓာတ်သွားမှမသိရင်ဒီပါဇက်တစ်ခုထပ်ပါနေတယ်ပေါ့နော်ကျွန်တော်မသိရင်ဒါစေပါဓာတ်နဲ့နည်းနည်းလေးတော့တူတယ်ပေါ့နော်ဒါပေမဲ့လေကျွန်တော်တို့ဒီ brandy sauce ကတော်ရုံပါလေမိုက်တယ်ပေါ့နော်ဆိုတော့မစိုးပါဘူးဆိုတော့ကျွန်တော်တို့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ကြီးချူပေးတဲ့လူတယောက်ချင်းကြံအထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုတွေပုံမှန်မတင်ပြတဲ့အတွက်ကြောင့်မို့ကျွန်တော်အားလုံးတောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီရက်ပိုင်းထဲမှာအလုပ်တွေများနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဗီဒီယိုတွေပုံမှန်မတင်ပြဖြစ်တာပါဆိုတော့အားလုံးပဲနောက်ဗီဒီယိုမှာတွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်ပါ